ကိုအင်္ဂလိပ်စကားပြောတဲ့အခါမှာကိုပြောတဲ့စကားအများနဲ့ basic ဆန်နေလားပေါ့အများနဲ့ native တယောက်လို့ဖြစ်မနေဘူးအများနဲ့ဒီစလုံးတွေပဲသုံးနေလားကြလို့တကယ်ကြီးတယောက်ကကို do you want to hang out with me လို့ဒါပြောလာလို့ရှိရင်ကိုက sorry I can't come အဲ့လိုကြီးပဲရိုးရိုးကြီးပြောနေမှာအစား I will take a rain check ဒါမျိုးလေးပြောင်းတော့ကြI will take a rain check ဆိုတာကဘာကိုပြောချင်တာလဲဆိုတော့ it's used to tell someone that you cannot accept an invitation right now but you're gonna do it later so you can say I will take a rain check Hello everyone welcome to my channel ဒီနေ့မှာတော့ဒီကျတို့ English စကားပြောတဲ့အခါမှာ native တယောက်လို့ဘယ်လိုပြောရမလဲဆိုတာကိုနေ့စဉ်အသုံးပြုနေကြ phrases လေးနဲ့ကြည့်လိုက်ကြရအောင်မနက်မိုးလင်းလာပြီဆိုလို့ရှိရင်ကိုကအဲ့ရမထားခြင်းပေါ့နော်အဲ့ရမထားခြင်းလို့ snooze button ကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် I hit snooze like 3 times this morning ဒီမနက်ငါ snooze button ကို3ချိန်တောင်မှနှိပ်လိုက်တယ်အဲ့ဒါကငါ snooze button ကိုနှိပ်ပြီးတော့3ချိန်တောင်မှပြန်အိတ်လိုက်တယ်ဆိုပြီးတော့ပြောချင်တာပေါ့နော်ပြီးရင်ကိုက snooze button ကိုနှိပ်လိုက်လို့အလုပ်သွားမှနောက်ကျနေပြီဆိုလို့ရှိရင် I'm running late means like you are late for work or you are late for school which also means you are behind scheduleမနက်ကိုအဲ့ရနောက်ကျမှထားလိုက်လို့နောက်ကျနေပြီပြီးရင်အလုပ်လည်းပဲနောက်ကျနေပြီဆိုတော့ I need my coffee to function တရားကိုပဲချိန်မှာသုံးလဲဆိုတော့ when you can't start your day without coffee တောက်မှငါအဆင်ပြေနိုင်မယ် coffee တောက်မှငါစတင်လို့ရမယ်ဆိုလို့ရှိရင်တော့ I need my coffee to function ဆိုတဲ့စလုံးလေးကိုသုံးလို့ရပါတယ်။အဲ့တော့လည်းတကယ်ချင်းတယောက်နဲ့တွေ့တဲ့အခါမှာဆိုလို့ရှိရင်ငါတို့တခုခုသွားစားရအောင်ဆိုတဲ့စလုံးလေးကိုဘယ်လိုပြောကြမလဲ Let's grab a quick bite သူ့ရဲ့အဓိပ္ပာယ်က for a small meal for example like a first meal အလုပ်ရောက်လို့ကိုယ်မှလုပ်စရာအများကြီးရှိတယ်ဆိုလို့ရှိရင် I'm too busy လို့ဘာလို့ပြောနေမလဲစား I have a lot on my plate today which means you have so much to do today you are really busy ကိုကတခုခုကိုဒီနေ့အပြီးလုပ်ရှင်လို့ရှင် to get this done and dusted သူ့ရဲ့အဓိပ္ပာယ်ကကြတော့ to finish things completely ဒီစီကိစ္စတစ်ခုခုကိုကိုကအလုံးအတေချာပေါက်အပြီးဖြတ်ရှင်နေဆိုလို့ရှင်ဒီစာကြောင်းသုံးလို့ရပါတယ်။မိမလုပ်စရာအများကြီးရှိတယ်။မင်းဒီလုပ်တွေကိုဘယ်လိုပြီးအောင်လုပ်မှာလဲ။ schedule ကလည်းနေပြီဒါမျိုးပြောတဲ့အခါမှာဆိုရင် I will play by ear ဒီစာကြောင်းလေးကလည်းပဲအရင်အသုံးများတဲ့စာကြောင်းလေးဖြစ်တယ်။ကို့မှာတစ်ခုခုစိတ်ရှုပ်စရာအများလာပြီကိုဘာလို့မှမသိတော့ဘူးဆိုလို့ရှင်ထားလိုက်ပါပေါ့။ Like you don't have any fixed plan ကိုမှ fixed plan မရှိဘူးအစီအစဉ်မရှိဘူးဖြစ်လာမှဖြစ်လာလို့ရင်ဆိုင်လိုက်မယ်ပြီးတော့ကိုကတခုခုကိုဆွေးနွေးနေတဲ့ဒီအကြောင်းကိုဆွေးနွေးချင်တော့နောက်မှဆွေးနွေးရအောင်လို့ပြောချင်လို့ရှိရင် Can we circle back to this later ဒါမျိုးပြီးလို့ရတယ် Okay ဒါဆိုရင်တော့ lunch time နဲ့ break time ရောက်တဲ့အချိန်မှာဘယ်လိုပြောမလဲပေါ့ကိုကဘာအရန်စာနေပြီဆိုရင် I could really go for a burger right now I could really go for a pizza right now ဒါမျိုးပေါ့ကိုအရန်ပိုက်စာပြီလို့ I could really go for a burger right now ပြောလို့ရပါတယ်။တကယ်ချင်းတယောက်နဲ့တွေ့လို့စကားပြောချင်တယ်။ဒါပေမဲ့ဒါကိုနေ့လက်စားစားပြီးမှနေ့လက်စားစားတဲ့အချိန်ကျမှဆက်ပြောကြရအောင်လို့ပြောချင်လို့ရှင် Let's catch up over lunch When you meet and talk with a friend during lunch အရင်ပြင်ပန်းနေပြီဆိုလို့ရှင် I'm really tired လို့ပြောမယ်စား I'm whip out အရင်ပြင်ပန်းနေပြီဘာမှဆက်မလုပ်နိုင်တော့ဘူး။ကိုကဒီညမှာဒီစိတ်ဝင်စားစရာကောင်းတဲ့ရုပ်ရှင်တစ်ပုဒ်ကိုဒီညအပြီးကြည့်လိုက်တယ်ဆို I binge watch an entire series last night မနေ့ညက series တစ်ခုလုံးကိုအပြီးပြတ်ကြည့်လိုက်တယ်။ဒါဆိုရင် binge watch နဲ့သုံးလို့ရပါတယ်။ binge watch ဆိုတာကကျတော့ကိုကတစ်ခုခုကိုလုံးဝမဖြတ်နိုင်ဘဲနဲ့ပေါ့နော်အပြီးအထိစက်တိုက်ကြည့်သွားတာမျိုးခေါ်တာပါ။ကိုကအလုပ်တွေပြီးလို့ဘာမှမလုပ်ချင်တော့နားချင်ပြီဆိုလို့ရှင် I'm just gonna keep back and relax ဒီတိုင်းပဲနားတော့မယ်ဘာမှမလုပ်တော့ဘူး which means like you want to relax and you want to chill and you want to do nothing ပြီးတော့ကိုကတခုခုကိုရက်လိုက်မယ်ဒီမှာရက်ကြရအောင်ဆက်မလုပ်တော့ဆိုလို့ရှင်ဘယ်လိုပြောလို့ရလဲဆိုတော့ let's call it a day ဒီစလုံးကိုပဲနေရာမှာမဆိုသုံးလို့ရတယ်တခုခုရက်လိုက်ကြရအောင်ငါတို့ဆက်မလုပ်တော့ဘူးဆိုရင် let's call it a day ဒါဆိုရင်တော့အိတ်ချံကိုရောက်လာပြီပေါ့နော်အိတ်ခံကြီးဆိုလို့ရှင်အိတ်တော့မယ်ဆိုတာကို I'm going to sleep လို့ဘာလို့ဒီတိုင်းပြင်းစရာကောင်းပြောနေမဲ့အစား I'm hitting the hill ငါပြင်ပန်းနေပြီငါအိတ်တော့မယ်ဆိုရင်တော့ဒီနေ့မှာတော့ကိုနေ့စဉ်ပြောနေကြစကားတွေကိုပြင်းစရာကောင်းမဟုတ်ဘဲနဲ့ native ဆန်ဘယ်လိုပြောရမလဲဆိုတာကိုသိသွားကြပြီလို့ထင်ပါတယ်အဲဆိုရင်ဒီစာကြောင်းလေးထဲမှာကိုဘာစာကြောင်းမှတ်ပြီးလဲပေါ့နော်ကိုဘာစာကြောင်းမှတ်ပြီးလိုက်လဲဆိုတာ comment box မှာရေးခဲ့လို့ရပါတယ်ပြီးရင်ကိုရောဘယ်စာကြောင်းတွေကိုတကယ်ကိုရဲ့နေ့စဉ်ဘဝမှာထည့်သုံးတော့မှလဲဆိုတာကိုရေးခဲ့ကြပါ
အခုဆိုရင်တော့ငါအရင်လုံများနေပြီဆိုရင် I'm really busy ဆိုတာတဲ့ I have a lot on my plate right now. I'm tired ဆိုတာတဲ့ I'm totally without ဒီလိုစလုံးလေးထည့်သုံးလို့ရပြီနော် Okay ဒါဆိုလို့ရှိရင်တော့ဒီနေ့ lesson လေးရတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုဒီမှာပြန်လည်တွေ့ရအောင် See you in my next video. Bye bye.